မင်္ဂလာပါခင်ဗျာအားလုံးပဲနေကောင်းကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ Digital Skills Myanmar Channel မှာကြိုဆိုပါတယ်ဒီ channel မှာတော့ယနေ့ခေတ်မှာမဖြစ်မနေလိုအပ်နေတဲ့ digital skills တွေကိုလွယ်လွယ်ကူကူနားလည်နိုင်အောင်အဆင့်လိုက်လေ့လာနိုင်ဖို့မျှဝေပေးသွားမှာဖြစ်ပါတယ် Computer အသုံးပြုနည်းတွေ Internet အသုံးချနည်းတွေ tools အသုံးပြုပုံတွေ Online income ရနိုင်မဲ့နည်းလမ်းတွေကိုပါလက်တွေ့အသုံးချနိုင်အောင်တင်ဆက်ပေးသွားမှာပါ beginner တွေအတွက်လည်းလွယ်ကူပြီးလောက်ကိုင်းနေသူတွေအတွက်လည်းအသုံးဝင်မဲ့ content တွေကိုတစ်ပတ်တစ်ချိန်သို့မဟုတ်အမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့် digital skill တိုးတက်ချင်တယ်ဆိုရင် subscribe လုပ်ပြီး notification ကိုဖွင့်ထားဖို့မမေ့ပါနဲ့နော် digital skills Myanmar နဲ့အတူတင်နာကကို digital နဲ့တိစောက်လိုက်ကြရအောင်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ